အားလုံးပဲမင်္ဂလာပါခင်ဗျာဒီလောက်ဆူဆူဝါကင်းမင်အနေထားအောင်မြင်မှုပါသလားခင်ဗျာဒီကားလေးဆိုရင်ကင်းမင်နေတော်တော်ဆူဆူဝါဖြစ်တာမဟုတ်ပါဘူးအန်တော်ရန်အထိုင်နေကျွန်တော်တိုင်းလို့တွေပါအဝင်ထက်ပြီးတော်တော်ဆူဆူဝါအနေထားလေးဖြစ်ပါတယ်အဓိကပြဿနာကတော့ကျွန်တော်တို့ကင်းမင်စီငတ်ပြီးတော့ကင်းမင်ဘောတွေအကုန်ကျွေသွားတဲ့ပြဿနာပေါ့ဗျာဒီကားကတော့အေဇယ်အထိုင်လေးနည်းနည်းလေးပဲထိတယ်တော့ပြန်ပြင်သုံးလို့ရတဲ့အနေထားဖြစ်ပါတယ်တချို့ကားတွေကတော့ကျွန်တော်အေဇယ်အထိုင်နေဘဲဥပုံတွေဖြစ်ပြီးတော့ကင်းမင်ဘောအထိုင်နေရအစားအကုန်လှိုက်ပြီးတော့အခွက်ကြီးတွေဖြစ်အောင်လှိုက်စားနေမယ်ဆိုရင်ပြန်ပြင်လို့မရတဲ့အနေအထားဆိုရင်တော့ကျွန်တော်အေးစေအထိုင်လဲလဲရတဲ့ပြဿနာတွေရှိနိုင်ပါတယ်အဲ့တော့မိမိကလည်းခိုင်ကားဖြစ်တယ်ဟိုင်းဝလဲအမြတ်ထွက်နေတယ်ဆိုရင်မိမိပြုပြင်နေကြအဆိုင်မှာတစ်လတစ်ချိန်ပဲဖြစ်ဖြစ်နှစ်လတစ်ချိန်ပဲဖြစ်ဖြစ်လိုအပ်ရင် alignment ချိန်ကင်းမင်စီထိုး join ball တွေစီထိုးလက်လေးကုန်တွေစီထိုးခြင်းအပြင်ကျွန်တော်တို့မိမိရဲ့ကားအောက်ပိုင်းသက်တမ်းကိုပိုကြာရှည်ခံနိုင်မှာဖြစ်ပါတယ်ဒီတိုင်းပြစ်ထားမယ်ဆိုရင်တော့ကျွန်တော်တို့အရန်ဆိုးဆိုးဝါအနေထားဆိုရင်အိတ်စဲအထိုင်တွေလှိုက်စားလို့တော့တန်းလိုက်လဲရတဲ့ပြဿနာတွေကုန်ကြစိတ်တွေရှိလာနိုင်တာကိုဒါအကြံပြုပြရစီခင်ဗျာဒါအားလုံးပြန်လည်တက်ဆင်ပြီးတဲ့အနေထားလေးဖြစ်ပါတယ်အားလုံးလည်းဘုဒ္ဓရာရရှိလို့နေကောင်းချမ်းမှာအနေကင်းလို့လည်းပေးရှင်းကြပါစေခင်ဗျာ